ငါးဘက်လေးပဲသွေးရောငပဲရောဒီပဲကြော်ပါမှာတပွဲလုံးမှာ3000ရင်ပေါ့နော်ရခိုင်မုတ်ဒီအကြီးကတော့ဒါတပွဲကို2000နည်းနည်းလို့တော့အားလုံးပဲမင်္ဂလာပါရှင်ဘေဖူဒင်းညောင်ဘလော့ကနေကြိုဆိုပါရရှင်မေရပေါ့နော်ဒီနေ့ကိုဒီမင်းနဲ့သူရွာထဲမှာရှိရဲရခိုင်မုတ်ဒီရခိုင်စစ်စစ်လက်ရလေးကိုလာပြီးတော့စားရဖြစ်ပါရရှင်ခုမေပြောနေရဲ့ဆိုင်လေးရတော့ပေါ့နော်မေကိုမင်းနဲ့သူရွာထဲမှာရှိရဲလေးမျက်နှာဖျားရှိတဲ့တဲမှာရှိရဲမချစ်စုမဆိုရဲရခိုင်မုတ်ဒီဇိုင်းလေးပဲဖြစ်ပါရရှင်ဒီမာကြီးကရခိုင်သူစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်သူနောက်နေရဲ့ရခိုင်မုတ်ဒီလက်ရလေးကလည်းအရန်ကိုစားလို့ကောင်းတဲ့လက်ရလေးတစ်ခုပေါ့နော်မိကတော့ဟိုတနေ့ကလာဆိုင်နဲ့သူ့လေယာလေးကြိုက်သွားဆိုတော့မိကခုထပ်ပြီးတော့အခြားသူတွေသိအောင်လို့ဝေမျှပေးလိုက်ဖြစ်ပါရဲ့ရှင်။အဲ့ခုမင်းနဲ့တူတူသွားပြီးတော့ဆက်လိုက်ကြအောင်နော်။ခိုင်းနဲ့ပတ်သက်တဲ့အစားအစာဘာရသေးလဲ။ဟုတ်ကဲ့ရှင်ရခိုင်မုံတီအရင်နဲ့ရတယ်ရခိုင်မုံတီအတုပ်ရတယ်ငနီတူတုပ်ရတယ်လက်ဖက်တုပ်ရတယ်ငဖဲတုပ်ရတယ်ရှင်။အဲ့ဆိုညီမတို့လေဟိုဟာရခိုင်မုံတီအကြီးတပွဲဟုတ်ကဲ့အတုပ်တပွဲနောက်ငနီတူရခိုင်တုပ်တပွဲငဖဲတုပ်တပွဲဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ပါဘူးတစ်တော့ကြည့်ရလေတစ်တော့ကြည့်လားဟုတ်တစ်တော့ YouTube အဲ့လိုအိုးကြီးနေချက်ထားပေါ့တနေကိုဒီကိုရက်ဆက်တယ်ငါးဘက်လေးဂိုင်းခုပေါ့နော်ဒါမေမာထားလေးရပြီထပ်ပြီးတော့မေဘာလေးမာထားဆိုတာတစ်ချက်မိတ်ဆက်ပေးမယ်ပေါ့နော်ဒါကတော့ဒီမချစ်စုဆိုင်မှာရတဲ့ရခိုင်မုတ်ဒီအတုပ်ပေါ့နော်သူကတော့ပဲသွေးငပဲပဲကြောအကုန်အစုံရတယ်ပေါ့နော်ဒါလေးရအန်တုပ်အစုံပေါ့နော်ဒါအစုံတစ်ပွဲလုံးမှာပဲသွေးရောငပဲရောဒီပဲကြောပါမှာတစ်ပွဲလုံးမှာ3000ရင်ပေါ့နော်ကြတော့ဒါတစ်ပွဲကို4000ပေါ့နော်ငနီအများကြီးပဲငနီတို့ကြောက်တယ်လည်းအများကြီးပဲတော့ငဖဲတုပ်ငဖဲရခိုင်တုပ်ဆိုလဲတစ်ပွဲကို4500ပေါ့နော်ငဖဲရခိုင်တုပ်ဆိုလဲမယ်ရှယ်ပဲရှယ်ကောင်းထမင်းနဲ့ဆိုင်လဲရှယ်လွတ်ကောင်းရခိုင်မုတ်ဒီအကြီးကတော့ဒါတပွဲကို2000သူကတော့ငဖဲပါတယ်ဖဲတစ်မျိုးပါတယ်ပဲကြော်ကတော့နောက်ထပ်ကိုထည့်ချင်ထည့်ပေါ့နော်ဒီလိုပဲကြော်ကိုထည့်ပြီးတော့တပွဲလုံးစားမယ်ဆိုရင်ဒါတပွဲကို2000ပေါ့နော်ခုမင်းကတော့စပြီးတော့စားလိုက်ပါတော့မှရှင်စားပါအောင်ရှင်ဟိုနေ့ကဒီမဆိုင်မှာဓာတ်ဆိုင်တာပေါ့နော်တော်လေးကောင်းတယ်ရခိုင်လက်ရလေးစစ်တယ်ပေါ့နော်နောက်ဒီဇိုင်းမှာအဲ့လိုရခိုင်မုတ်ဒီအယူစားရင်ဆိုရင်မေကအညာသီးနဲ့စားတာတဲ့မကြီးနဲ့စားပို့ကြိုက်တယ်ဒီဇိုင်းကမကြီးနဲ့ရတယ်မကြီးဆိုလဲသူကဘယ်လိုမျိုးမကြီးအရင်မဟုတ်မကြီးနှစ်ကိုကျိုးပြီးတော့လို့နှစ်လောက်ထားတာမကြီးလေးကိုပေါ့နော်ကျိုးပြီးအဲ့လိုနှစ်လောက်ထားအဲ့ရကိုဒီဟင်းရွယ်မှာထည့်တာပဲလုံးဝရှယ်ကောင်းမယ်မင်းတို့တော့ဒါတို့ရဲ့ဟင်းညိုအလွတ်ပါနော်ကောင်းဟင်းညိုဆိုလဲလေလုံးဝလေခိုးထားခြင်းမရှိဘူးငါးဘက်တွေလုံးချင်းနဲ့အဲ့ဒါတခုကောင်းတယ်အခိုင်မုတ်ဒီဆိုတာအကြီးဆိုတာအဓိကအတက်ကငါးဘက်တွေပေါ့နော်ငါးဘက်များများပါမှဟင်းရချိုးတာသူကငါးဘက်တွေလုံးဝခုမတောင်ငါးဘက်တွေအများကြီးပဲအဲ့တော့အရင်ငါးဘက်တယ်နောက်တော့ဒီတိုင်းလေးရလေမနေ့ဆို9နိုင်ခွဲလောက်ကစရနော်မနေ့ဆိုရင်ဒီတိုင်းလေးကလေ9နိုင်ခွဲလောက်ကစရပါတော့ညနေကျတော့ဒီ6နိုင်6ခွဲလောက်ထိဂုံနဲ့ချိန်သိမ့်ပေါ့နော်ဒါလေးကတော့ဘုံကြီးကသိနေလို့ဒါလေးကတော့ငဖဲတုပ်နော်ကောင်းတယ်ရှောက်ရည်လေးပါထဲတော့ဟာလေရှောက်ရည်နဲ့လေးမှာမွေးလေးနဲ့လေအရင်ဆောက်တော့ဒီနေရာလေးကလေစိုးကပြောထားသလိုဒါအကန်မြို့ပေါ့နော်မင်းနဲ့သူရွာပေါ့နော်မင်းနဲ့သူရွာထဲမှာရှိရဲ့လေးမျက်နှာဖျားရဲ့ရှစ်တက်တဲမှာရှိရဲ့ပေါ့နော်တော်တော်များများနောက်တစ်ခု
ပြေးကြတယ်ဖះနှစ်ဆူကြမှာပြေးကြတယ်ဟိုးမှာဖះနှစ်ဆူပေါ့နော်။ကိုမြများတစ်တော်မှာပေါ့နော်ပြည့်ပြည့်နေရဲ့ဖះနှစ်ဆူတဲ့ရှစ်တက်တယ်မှာလည်းဖွင့်ထားပါရဲ့ပေါ့နော်။ဒါကတော့မင်းနဲ့သူရောင်းရင်မှာရှိတဲ့ဆိုင်လေးပဲဖြစ်ပါရဲ့ရှင်။ဒီအဘူရှာဘူဆိုင်ကလေဒီနားမှာတစ်ဆိုင်ပဲရှိရ။အမေတို့စီကတော့အဘူရှာပေါ့နော်။ရခိုင်နေရတော့ဒါရခိုင်မုတ်တီပေါ့နော်။ဒီတော့ကလေးကလေသမီးလေးနဲ့စားနေရင်ရှယ်ပဲ။ဒီကလေရာသီဥဒစောင်းကိုနေကူးထဲမှာလေမိုးအုံနာလို့နေပူရလို့နဲ့ခေါင်းနဲ့ရဲမချင်ဘူးအဲ့မှာလေဒီလိုအတုပ်လေးခါနဲ့ရှယ်ပဲဒီငမေသူတုံးနဲ့အဖက်တော့ကိုလေဒါကလည်းရဆက်စကိုရှားနေကြတယ်မတွေ့လို့နေတော့တွေ့ပါနောက်ဒီနားမှာလည်းလေသူရခိုင်တော့အပြင်အခြားအညာသားမလို့ဆောင်းလို့ရွှေရင်အေးလို့ချိန်ရင်လို့လည်းရှိသေးတယ်ပေါ့နော်အောင်နေလုံးဝရှူရှင်ပွန့်ထွက်အဲ့အဘူတော့ကပဲပဲနဲ့ဘူးဆောက်ခိုင်းဒီအဆက်တွေပါလေကြတော့ရှော့ခိုင်းလို့ရရပါတော့ကိုမစားနိုင်တော့ရှော့ခိုင်းအဲ့တော့သူ့ရဲ့တုပ်ကလေးအလိုရွှဲလေးပေါ့နော်ရွှဲလေးဆိုတော့စားလို့ပိုကောင်းတယ်နောက်ကခက်စားနေပြီးရပြတော့ဝင်နေအဲ့ဒါလာကြဆက်ပြေဒီမို့ဒီကြီးလေးတော့လောက်မှာဒါဟင်းညွယ်မှာတော့လုံးဝအစားတဲ့မတာဟင်းညွယ်လုံးဝအချိုးဟုတ်တယ်ညိုကောင်းရတာဘူးလေးရောပါလာပါနော်နေရတော့ဆက်ပြီးစားလိုက်အောင်ပါနော်ဆက်ပြီးချိန်လေးလည်းမှားတော့လောက်မှာအဲခုမြည့်ဘလော်လေးကိုပေါ့နော်ဒီနားမှာပဲစုံတက်လိုက်မယ်နော်နောက်မေးပေးသွားပြီးတော့ဗာစားဆိုင်စောင်းလဲဘယ်လိုမျိုးစားတော့တွေစောင်းမလဲဆိုတာလဲဆက်လက်ပြီးတော့ဆောင်းမျိုးအပိတ်တိရှုပေးပါအောင်ရှင့်နောက်မေးရဲ့ဘလော်လေးမှာပြန်နေဆိုကြမယ်နော်အားလုံးပဲတတာ